တစ်ပံပညာအရာပေါ့လူတစ်ယောက်ဟာဒေါသထွက်နေတဲ့အချိန်ဆုံးဖြတ်ချက်တစ်ခုချလိုက်မယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ဟာအမှားဖြစ်ဖို့ရာဂိုင်နှုန်းတော်တော်လေးများပါတယ်ပုံမှန်အခြေအနေမှာချတဲ့ဆုံးဖြတ်ချက်မျိုးနဲ့လုံးဝမတူတော့ဘူးလေဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဦးနောက်ကယူတီဗေဒနဲ့အလုံးလုံးတာမဟုတ်ပဲစိတ်အရှိန်ဟုန်နောက်ကိုပဲပါသွားလို့ပါပဲဒါကြောင့်လေကဘာကျော်တသနိကဗေဒပညာရှင်အေရီစတိုတယ်လာပြောခဲ့ဘူးတယ်ဘယ်သူမှဆိုဒေါသထွက်နိုင်ပါတယ်ဒါပေမဲ့မှန်ကန်တဲ့အချိန်မှန်ကန်တဲ့အကြောင်းရင်းကြောင့်မှန်ကန်တဲ့အတိုင်းအတာအထိဒေါသထွက်နိုင်ဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့အတတ်ပညာတစ်ခုပဲတဲ့ဒါပေမဲ့မေးစရာရှိတာကကျွန်တော်တို့ဒီအဲ့ဒီအတတ်ပညာကိုတကယ်ရောတတ်မြောက်သွားကြပြီလားခဏတာဒေါသကြောင့်နှစ်ပေါင်းများစွာတီးဆောက်ခဲ့ရတဲ့တန်ရောစင်တွေပျက်စီးသွားတာမျိုးစိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တစ်ခုကြောင့်ဘဝတစ်ခုလုံးရဲ့လမ်းကြောင်းပြောင်းသွားတာမျိုးတွေကိုကျွန်တော်တို့သတိမထားမိကြဘူးတကယ်တော့အာနာရှိရတော့ငယ်ရင်လူတစ်ယောက်ဟာမတောင့်တင်းသေးပါဘူးကိုယ့်ရဲ့စိတ်ခံစားမှုကိုကိုယ်တိုင်ပြန်ပြီးထိန်းချုပ်နိုင်စွမ်းရှိမှသာတကယ်အင်အားကြီးသူလို့ခေါ်နိုင်မှာပါဟိုးအရင်တုန်းကအင်မတန်အာနာဇက်ပြင်းတဲ့ဘရင်တစ်ပါးရှိခဲ့ဘူးလေသူဟာထက်မြက်ပြီးမြဲအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့စိတ်ဆက်တာပါပဲကိစ္စတေးသေးလေးကအစဒေါသတကြီးနဲ့ဆုံးဖြတ်တတ်တော့မတော်တကအဖားလေးတွေအတွက်တော့ပြင်းထန်တဲ့အပြစ်ဒဏ်တွေပေးမိတတ်တယ်ဒီနေ့တော့အဲ့ဒီဘရင်ရဲ့ငယ်စရာကြီးဟာနန်းတော်ကိုရောက်လာခဲ့ပါတယ်ဒီဆရာကြီးဟာဘရင်ကိုမဲစင်ကလေးကစာပေတင်တာမကဘူးဘဝသင်ခန်းစာတွေကိုပါသင်ပေးခဲ့သူပေါ့အဲ့ဒီနေ့ညဆရာတပည့်နှစ်ယောက်သားညစာအတူတူသုံးဆောင်ရင်အတိတ်ကအကြောင်းတွေပြောနေကြတာပေါ့အဲ့ဒီအချိန်မှာပဲမမျော်လင့်ပဲဘရင်ရဲ့ဟင်းစေပကံတဲကိုရင်ကောင်းတကောင်ကျသွားတယ်အဲ့လာကိုမြင်လိုက်တဲ့ဘရင်ဟာချက်ချင်းပဲမျက်နာကြီးหนีမြန်းလာမိဒါဘာလို့တာလဲငါဟင်းစေထဲမှာရင်ကောင်းလားမင်းတို့တွေဘလောက်တောင်ပေါ့စာနေကြတာလဲဆိုပြီးဒေါသတကြီးအော်ဟစ်တော်တာပဲအနာကအစီကနေလဲကြောက်လန့်တုံရီမီအရှင်မင်းကြီးခုခတ်ပေးတော့ကရင်ကောင်းမရှိပါဘူးဖေအားလို့တောင်းပန်ရှာတယ်ဒါပေမဲ့ဘရင်ဒေါသကမပြေဘူးအဲ့ဒီခါမှာဆရာကြီးကအေးအေးဆေးဆေးပဲကြားဝင်ပြောလိုက်ပါတယ်အရှင်မင်းကြီးခဏလောက်စဉ်းစားကြည့်ပါဒီရင်ကောင်းဟာအစေခံထက်လိုက်တာမဟုတ်ဘဲနောက်မှပြန်ဝင်လာတာလည်းဖြစ်နိုင်တာပဲလीဘရင်ကစိတ်မရှိတဲ့လေသားနဲ့ဆရာကြီးကလည်းဒီလိုကိစ္စတိတိလေးတွေကကျွန်ုပ်ရဲ့စိတ်အာရုံကိုဘလောက်အနှောင့်အယှက်ခက်စေသလဲဆိုတာဆရာကြီးမသိလို့ပါလို့ပြန်ပြောတယ်ဆရာကြီးကခတ်ပြုံပြုံလေးနဲ့အရှင်မင်းကြီးရင်ကောင်ကအရှင်မင်းကြီးရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးလိုက်တာမဟုတ်ပါဘူးအရှင်မင်းကြီးရဲ့တုံ့ပြန်မှုကသာဖျက်ဆီးလိုက်တာပါကိုယ့်ရဲ့စိတ်ကိုမှမအုပ်ချုပ်နိုင်ရင်ဘယ်အရာကိုမှတကယ်တမ်းအုပ်ချုပ်နိုင်မှာမဟုတ်ဘူးတဲ့ဒီစကားကြောင့်ဘရင်ဟာခဏတော့မှန်တတ်သွားတယ်ဆရာကြီးကဆက်ပြောပြတယ်ဒေါသအရန်ထွက်နေတဲ့အချိန်ဒါမှမဟုတ်ပျော်လို့နေတဲ့အချိန်မှာချတဲ့ဆုံးဖြတ်ချက်တွေဟာအမြဲတမ်းလိုမှားတတ်တယ်တခုခုကိုမဆုံးဖြတ်ခင်ကိုချိန်ခဏလောက်ပေးလိုက်ပါစိတ်ခံစားမှုနောက်ကိုမလိုက်ပါနဲ့စိတ်ကိုပြန်ပြီးထိန်းချုပ်လိုက်စမ်းပါဘရင်ကလေတံတိုးတိုးနဲ့ဒါပေမဲ့ဆရာကြီးကျွန်ုပ်စူးစမ်းပေမဲ့လည်းဒီဒေါသကိုမထိန်းနိုင်သေးဘူးဖြစ်နေတယ်လို့ဝန်ခံလိုက်တယ်အဲ့ဒါကအရှင်မင်းကြီးကလေ့ကျင့်မှုမလုပ်ခဲ့လို့ပါစိတ်ရှည်ဒီတီးခန့်ခြင်းဟာအလေ့အကျင့်တစ်ခုပဲလေခန္ဓာကိုယ်တန်မာဖို့လေ့ကျင့်ကမ်းလက်ရသလိုစိတ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာလေအမြဲတမ်းလေ့ကျင့်နေဖို့လိုအပ်ပါတယ်ဒီစကားတွေဟာဘရင်ရင်နဲ့အတော်လေးထိရှာသွားခဲ့တယ်နောက်ပိုင်းရက်တွေကတော့သူဟာတခုခုကိုမတုံ့ပြန်ခင်ခဏလေးရပ်ပြီးစဉ်းစားတတ်လာတယ်စိတ်တည်ငြိမ်သွားတဲ့အခါအတွေးတွေကပိုကြည်လင်လာပြီးအမားမှန်ကိုပိုပြီးခွဲခြားနိုင်လာတာပေါ့အချိန်ကြာလာတာနဲ့အမျှဘရင်ဟာအရင်ကထက်အများကြီးပိုပြီးတည်ငြိမ်လာတာကိုအားလုံးကသတိထားမိကြတယ်ဒီနေ့မှာတော့ဘရင်ကဆရာကြီးစီသွားပြီးဆရာကြီးရဲ့စကားတွေကကျွန်ုပ်ရဲ့ဘဝကိုပြောင်းလဲပေးခဲ့ပါပြီတကယ်ခွန်အားဆိုတာဒေါသမှရှိတာမဟုတ်ပဲထိန်းချုပ်နိုင်စွမ်းမှာပဲရှိတယ်ဆိုတာ
ကျွန်တော်နားလေသွားပါပြီလို့ပြောလိုက်ပါတယ်ဆရာကြီးကစိတ်ချမ်းသာစွာနဲ့ပြုံးလိုက်ရင်အရှင်မင်းကြီးဒါဟာအရှင်မင်းကြီးတယောက်တည်းရင်ဆိုင်ရလေတိုက်ပွဲမဟုတ်ပါဘူးလူအများစုဟာစိတ်ရဲ့ခိုင်းစေမှုအောက်မှာပိတ်မိနေကြတာပါဒါကြောင့်အရှင်မင်းကြီးတိလိုက်ရတဲ့ဒီသင်ခန်းစာကိုတခြားသူတွေကိုလည်းပြန်ပြီးဝေမျှပေးလိုက်ပါဦးတကယ်တော့ဒေါသအပျော်အဝမ်းနဲ့ဆိုတာတွေကတဘာဝတိုင်းလာပြီးပြန်သွားမဲ့အရာတွေပါပဲအဲ့ဒီခဏတာစိတ်ဟုန်တော့ကိုကျွန်တော်တို့မျောပသွားဖို့ပဲလိုတာပါဒီပုံပြင်ကဘယင်တယောက်အတွက်တင်မဟုတ်ပါဘူးကျွန်တော်တို့အားလုံးအတွက်ပါအခုလိုယုံကန်နေရတဲ့လောကကြီးထဲမှာကျွန်တော်တို့ဟာစိတ်ဖိစီးမှုတွေကြားမှာလွယ်လွယ်လေးဒေါသထွက်တတ်ကြလေဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းစောင့်ကြည့်နေမယ်ဆိုရင်အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုဖန်တီးနိုင်ပါပါပထမဆုံးခြေလှမ်းကတော့ကိုယ့်ကိုဒေါသထွက်အောင်ဘယ်အရာတွေကတွန်းပို့နေသလဲဆိုတာကိုရှာဖွေဖို့ပါပဲ trigger point တွေကိုပြောတာပါတချို့ကအလုတ်ထဲမှာဝေဖန်ခံရင်ဒေါသထွက်မယ်တချို့ကကားပိတ်ရင်စိတ်တိုးမယ်ဒါတွေကိုတီးထားဖို့လိုပါတယ်စိတ်လှုပ်ရှားလာပြီဆိုရင်အသက်ကိုဝါဝါရှူပါတရားထိုင်ပါကိုယ့်ရဲ့ခံစားချက်ကိုဘေးလူတယောက်လိုမျိုးအကဲခတ်ကြည့်ပါခဏလောက်နားလိုက်တာမျိုးတငယ်ချင်းနဲ့စကားပြောလိုက်တာမျိုးကလည်းစိတ်ကိုအေးချမ်းစေပါတယ်အရေးကြီးဆုံးကတော့စိတ်ခံစားချက်ဆိုတာယာယီပဲဆိုတာကိုမမေ့ဖို့ပါပဲစိတ်ကိုထိန်းချုပ်နိုင်မှသာနောင်တခင်းနဲ့ငြိမ်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါကြောင်းဝေမျှပေးလိုက်ရပါတယ်